ဝမ်ပူလီမလေးကလေးမွေးခါနီးချိန်မှာပဲသူ့ခန္ဓာကိုယ်ကရုတ်တရက်ပြောင်းလဲလာပါတယ်သူ့မိမကိုကြောက်လန့်တကြားကြည့်နေရင်ခင်မုန်းဒီကတော့ဘာလို့ရမှန်းမသိအောင်အညမင်တက်သွားပါတယ်ကံကောင်းကျင်တော့လုံးဝပြောင်းလဲမသွားခင်လေးမှာပဲဆေးရုံကနေသူတို့ခိုးယူလာတဲ့လူနာတင်ကားနဲ့အချိန်မီအိမ်ပြန်ရောက်လာကြပါတယ်အဲ့ဒီအချိန်မှာလီဆာရဲ့ကြောတို့ကလည်းအတော်လေးလိန်ကောက်နေပြီးသူ့ကောင်းကလည်းဝမ်ပူလီပုံစံပြောင်းလဲနေပြီဖြစ်ပါတယ်အရန်ထိတ်လန့်သွားပြီးခင်မုန်းဒီကသူ့ကိုအိမ်ထဲအမြန်ချီခေါ်သွားပါတယ်လက်မပြည့်ခင်လေးမှာပဲလီဆာကိုမြေအောက်ခန်းထဲထည့်ပိတ်ထားဖို့လုပ်ရပါတယ်ဘာလို့လဲဆိုတော့တကယ်လို့လုံးဝပြောင်းလဲသွားပြီဆိုတာနဲ့သူကအတိစိတ်လွတ်သွားပြီးသူ့ဘေးနားမှာရှိတဲ့သူအကုန်လုံးကိုကက်ဖြတ်တက်ဖြတ်ပစ်မှာမို့လို့ဖြစ်ပါတယ်အတော်လေးပင်ပန်းခံပြီးစူးစမ်းလိုက်ရတော့မှပဲလက်မပြည့်ခင်လေးမှာသူ့ကိုရှို့ဝက်ခန်းထဲထည့်နိုင်လိုက်ပါတယ်အဲ့ဒီအချိန်မှာလီဆာဘေးနားမှာနှစ်ပေါင်းများစွာနေလာခဲ့တဲ့ကြက်တောင်မှသူ့ဘေးနားမှာဆက်မနေရတော့ပါဘူးသူကအပြင်ကိုအမြန်ပြေးထွက်လာပြီးတနဂါးကြီးကိုဆွဲပိတ်ကအသေးချာတော့ခတ်လိုက်ပါတယ်အားလုံးကကြောက်လန့်တကြားစောင့်ကြည့်နေုံမှာပဲအခန်းထဲကနေကြောက်စရာကောင်းတဲ့အတန်ကြီးတွေရုတ်တရက်ထွက်ပေါ်လာပါတယ်ခဏကြာတဲ့အခါမှာတော့ကလေးငိုတန်လေးထွက်ပေါ်လာပြီးတိတ်ဆိတ်နေတဲ့အခြေအနေကိုဖြိုခွင်းလိုက်ပါတယ်အားလုံးရဲ့မျက်နှာပေါ်ကစိုးရိမ်ထိတ်လန့်မှုတွေလည်းတဖြည်းဖြည်းလျော့နေသွားပါတယ်ချက်တယောက်တတိပြန်မွေးပြီးသူ့ရဲ့ကြောက်စိတ်ကိုဘေးဖယ်ကဘာတွေဖြစ်ပျက်သွားလဲဆိုတာကြည့်ဖို့အထဲကိုပြန်ဝင်သွားပါတယ်ဒါပေမဲ့သူ့ခန်းထဲကိုခြေချလိုက်တဲ့အချိန်မှာပဲသူမြင်တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်အရန်ကိုလန့်သွားပါတယ်